ခါတစ်ပါးတွင်မင်းသား9ယောက်သည်မိမိတို့ဘဝသစ်ကိုစတင်ရန်မြို့တကားရှိ Remember တွင် your စုဝေးလာ training ကြသည် as you journey to ယ the နေ့ four သည်ခွဲ corners ခွာ of ရ this မည်နေ့ဖြစ် land. သည် Uphold dharma, protect the innocent. အကြီးဆုံးမင်းသားသည်စင်ပြူနှင့်အတူအရှိတ်ဘက်သို့ထွက်ခွာသွားသည်အင်အားနှင့်တတိကိုပူစားပြုသောလမ်းကြောင်းတစ်ခုဖြစ်သည်ဒုတိယမင်းသားသည်မြင်းဖြူစည်းကလေပြင်းနှင့်အတူတောင်ဘက်သို့ပြေးလွှားသွားသည်လင်မြန်မှုနှင့်ရဲရင်မှုတို့၏သင်္ကေတဖြစ်သည်တတိယမင်းသားသည်ချင်းသေးနှင့်အတူတောင်တန်းများကိုဖြတ်တန်းသည်အာနာနှင့်တတိကိုပူစားပြုသည်စတုထမင်းသားသည်ယထာတစည်းကိုမောင်းနှင်ကမြောက်ဘက်သို့ခီးထွက်သည်အစီအစဉ်နှင့်စီမံခန့်ခွဲမှု၏လမ်းကြောင်းဖြစ်သည် Om Mani ပေစမမင်းသားသည် Padme ဇေဒီတစုကိုတိဆောက်၍ကုသိုလ်တရား May the ကိုအခြေခံ blessings သောဘဝ guide ကို the ရွေးချယ်ခဲ့ sacred သည် work. မင်းသား9ယောက်သည်လမ်းလေးခုသို့ခွဲခွာသွားကြသည်သို့သောတဦးချင်းစီ၏ရည်မှန်းချက်မှာတူညီသည်အောင်မြင်မှုနှင့်တည်ငြိမ်မှုပင်ဖြစ်သည်အချိန်ကြာလာသည်နှင့်အမျှမင်းသားတို့သည်မိမိတို့၏မျိုးများကိုတည်ထောင်ကြသည်လူများ၏အသက်ရှင်မှုကိုတိုးတက်စေကြသည်ဤကဲ့သို့မင်းသားတို့၏လမ်းခွဲခြင်းသည်အဆုံးမဟုတ်ပါအနာဂတ်သစ်၏စတင်ခြင်းသာဖြစ်သည်ကိုရွေးချယ်သောလမ်းသည်ကိုဘဝကိုဖန်တီးပေးသည်